ကျွန်တော်ရဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါ ASM Knowledge Channel ကပြုစုပါရခင်ဗျာဒီနေ့တော့တို့ဒီလေးအေးပေးဆက်လေးပေါ့နော်ကူလာလေးကျွန်တော်တို့အေးနေတာရဲ့နောက်တစ်ခါဒီဘေးကရအောင်စကားလေးတွေခေါ်မှာပေါ့နော်အဲ့ဒါလေးတွေကကျွန်တော်တို့သုံးလာတာကြာတဲ့အခါမှာဒီကင်းမြင့်နေဖုံနေနဲ့ပိတ်ပြီးတော့ပေါ့နော်ကျွန်တော်တို့ရေအပေါ်ကနေရေထည့်လိုက်တဲ့အခါမှာလည်းဖုံစော်တွေနန်းနေနောက်အေးလဲနေတာနဲ့ကျွန်တော်ဒါလေးကိုဖြုတ်ပြီးတော့ဆေးမှာပေါ့နော်အဲ့ကျကျွန်တော်လည်းဆေးရင်ကျွန်တော်မိတ်ဆွေတငယ်ချင်းတွေလည်းတို့အိမ်မှာအဲကူလာလေးတွေအဲ့လိုရေထည့်သုံးလိုက်လို့ရှိရင်ကျွန်တော်တို့ဖုံစော်နန်းတာတို့ပေါ့နော်နောက်အေးနေတာတို့ဖြစ်နေရင်လောက်ကြည့်လို့ရအောင်ကျွန်တော်ဘုသူတအနေနဲ့မျှဝေပေးလိုက်ပါတယ်ဗျာနော်အရင်ဆုံးဒါနက်ကလေးတွေဖြုတ်အောင်မှာဖြစ်ပါတယ်ခုလိုနက်ကလေးတွေဖြုတ်ပြီးရင်ကျွန်တော်တို့နောက်ကဒီမှာနော်ဒါပြားအောင်စကားပေါ့နော်ပြားအောင်စကားဒီပုံစံလေးကျွန်တော်ကဒီအဲကူလာတစ်ခုနဲ့တစ်ခုတော့တူရင်မှတူမှာပေါ့နော်ဒီအဲကူလာမှာတော့ပြားအောင်စကားကနောက်ဖက်ကြောရယ်ဘေးနှစ်ဖက်ရယ်စုစုပေါင်း၃ဖက်ပါတာပေါ့နော်အဲဒီ၃ဖက်စလုံးကိုကျွန်တော်တို့ဒီတန်ရှင်းရေးလေးတွေလောက်မှာပေါ့နော်ဒီမှာတော့ဒီအဲကူလာကဘေးနှစ်ဖက်ကတော့ကျွန်တော်တို့အရန်ကြီးမဆိုးဘူးပေါ့နော်ဒီနောက်ဖက်ကတို့ပိတ်လူပိတ်ချင်ဖြစ်နေပေါ့နော်အရန်ကိုဒီဖုံနဲ့သူကလေးဟိုဒီကနေစုပ်ပြီးတော့ယူတာဖြစ်တဲ့အတွက်ကင်းမြင့်တဲ့ဖုံတွေနဲ့ရောပြီးတော့ဒီရောင်းစကားလေးတွေကပိတ်လူနီးပါပေါ့နော်ပိတ်လူနီးပါဖြစ်နေတဲ့အခါမှာလေအထွက်အေးနေသွားတယ်နောက်တစ်ခါရေထည့်သုံးရင်လည်းဖုံစော်အရန်နာတာပေါ့နော်အဲ့လိုမနန်းအောင်လို့ကျွန်တော်ဒီနောက်ကဒီပြားအောင်စကားလေးတွေစေ့ကြည့်မှာဖြစ်ပါတယ်ဗျာနော်ဒီမှာကျွန်တော်မိတ်ဆွေတွေတွေ့တဲ့အတိုင်းပဲเนาะဒီမှာဖုံနေနဲ့သူကဖုံနဲ့ရေနဲ့ကြားလာတဲ့အခါမှာသူကပိတ်တယ်လို့ဖြစ်သွားတာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒီမှာအချောက်အတိုင်းပဲဒီစုပ်တန်လေးနဲ့ပေါ့နော်ဒီမှာဖုံနေအများကြီးပဲဗျာနော်အရန်မှွန်တယ်ကျွန်တော်တို့ mask လေးတက်ပြီးတော့လုပ်တယ်မှာเนาะဒီမှာဖုံနေအရန်များတယ်เนาะအဲ့ဒါလေးကိုကျွန်တော်ဒီအချောက်အတိုင်းပဲအရင်ဆုံးမခါလိုက်တော့เนาะအများကြီးပဲဖုံနေเนาะစုပ်တန်လေးနဲ့ပေါ့ဗျာเนาะစုပ်တန်လေးနဲ့သေးချာချာလေးပြောင်းနိုင်သမျှပြောင်းသွားအောင်စုပ်တန်လေးနဲ့ဒါတန်ရှင်းရေးလုပ်ပါတယ်အဲ့ကြတော့ဘေးနှစ်ခုကရောဒီလိုပုံစံပေါ့เนาะဖုံနေရမ်းများနေရင်ဘေးရဟာတွေရောဖြုတ်ပြီးတော့အကုန်လုံးဆေးရမှာဖြစ်ပါတယ်အခုဒီမှာဒီလိုဖုံနေတော်တော်လေးပြောင်းသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာရေမွေးဆက်ပြလေးနဲ့ပေါ့เนาะရေမွေးဆက်ပြလေးနဲ့ကျွန်တော်တို့ပြန်သုံးရင်လည်းရေမွေးလေးရမွေးလေးတွေထွက်အောင်ရဲ့နောက်တန်ရှင်းရေးလည်းစင်စင်ကြဲကြဲလေးဖြစ်သွားအောင်ပေါ့နော်ကျွန်တော်ဒါရေမွေးဆက်ပြလေးနဲ့ထပ်ပြီးတော့ဆေးမှာဖြစ်ပါတယ်ဒါလေးတွေကကျွန်တော်တို့အနည်းဆုံးပေါ့နော်အနည်းဆုံးတစ်နှစ်တစ်ခါလောက်တော့ဆေးတဲ့နေဗျာနော်မဆေးတာကြာရင်ဒီရောင်စကားတွေမှာလုံးဝပိတ်သွားပြီးတော့ကျွန်တော်တို့လေးအထွက်နေတာပေါ့နော်လေးထွက်နေမယ်နောက်တစ်ခါမှရေထည့်တဲ့အခါမှာလည်းလေကောင်းလေသားမရပဲနဲ့လေကနန်းတာပေါ့နော်အဲ့လိုလေးမဖြစ်အောင်အနည်းဆုံးတစ်နှစ်တစ်ချိန်လောက်ဆေးသင့်ပါတယ်ဗျာနော်ပြီးရင်ကျွန်တော်တို့အတွင်းပိုင်းနေလဲဒီပန်ကာတို့ဒီမှာတော့ပန်ကာရွက်တွေမှာလည်းကျွန်တော်တို့ဖုံနေပေါ့နော်ဖုံနေကတ်နေတယ်အောက်မှာလည်းရေနဲ့သုံးတာဖြစ်တဲ့အတွက်ရေကအနယ်တွေပါတယ်ပေါ့နော်အနယ်တွေကကျွန်တော်တို့ဒီ water pump ခေါ်မှာပေါ့နော်ရေမော်တာလေးကိုကျွန်တော်တို့ပိတ်ပြီးတော့ရေမတက်တာတွေပါလေလည်းဖြစ်တတ်ပါတယ်နော်ဒီမှာသတိထားမှာတော့ရေနဲ့ဆေးတဲ့အခါမှာအထဲတွေကဒီပန်ကာကမော်တာတွေကိုရေမဝင်အောင်ရယ်နောက်သတိထားမှာနော်ပန်ကာတတ်ထားတဲ့ဒီမော်တာတွေကိုရေလုံးဝဝင်လို့မရဘူးနောက်တစ်ခါဒီခလုတ်ကလေးတွေပေါ့နော်အဖွင့်ပိတ်ခလုတ်တွေနောက်တစ်ခါဒီရေဖွင့်တဲ့ခလုတ်တွေအဲ့စသဖြင့်ပေါ့နော်အဲ့ခလုတ်တွေအားလုံးကိုလည်းရေထိလို့မရပါဘူးဗျာနော်တခြားကျွန်တော်တို့ကဒီအောက်ပိုင်းပေါ့ဗျာနော်ဒီပြောင်းစက်ကာနဲ့အောက်ကရေကန်ကိုတော့တန်းတန်းရှင်းရှင်းလေးဖြစ်အောင်လုပ်ရမှာပေါ့နော်အနေတွေနဲ့ကြာရင်မော်တာလည်းပိတ်ပြီးတော့မော်တာလေးလည်းပြတ်သွားနိုင်တယ်ဒီအခုကတော့ကျွန်တော်ဒီစက်ကာပေါ့နော်ခဏပြောင်းစက်ကာလေးဆေးပြီးပြီကျွန်တော်ဘေးကဟာကတော့အရန်ကြီးမဆိုးတဲ့အတွက်ဒီတိုင်းမဖြုတ်တော့ဘူးဒီတိုင်းလေးပဲပြီးတော့မှစုပ်တန်တဲ့ရေလေးနဲ့ဆေးမှာဖြစ်ပါတယ်เนาะဒီနောက်ကဟာကတော့ပိတ်လူနီးပါဖြစ်နေလို့ကျွန်တော်ကဖြုတ်ပြီးတော့ဆေးလိုက်တာပေါ့เนาะ
ကျွန်တော်မိတ်ဆွေတင်ငယ်ချင်းတွေလည်းဒါဆေးကျင်လို့ရှိရင်ဒီပုံစံလေးပေါ့ဗျာနော်တတိထားမှာတော့ခုနကအပိုင်လေးပါပဲနော်မော်တာတွေကိုရေမဝင်ဖို့ရယ်ခလုတ်တွေကိုရေနဲ့သွားမထိမိဖို့ပေါ့နော်အဲ့ဒါလေးပဲအဓိကပါကျန်တာတွေဆေးလို့ရပါတယ်နောက်ဒီပန်ကာရွက်တွေဘာတွေကတော့ကျွန်တော်တို့ဒီအဝက်ကိုရေလေးစုပ်ပြီးတော့ရေကိုပြန်ညှက်ပြီးတော့ရေဝက်လေးနဲ့ပေါ့ဗျာနော်ရေဝက်လေးနဲ့တုပ်လိုက်ရင်ရပါတယ်ပန်ကာတွေဘာတွေကဒါလိုဖြုတ်ပြီးတော့ဆေးကျင်လည်းရတယ်မဖြုတ်ချင်လည်းပန်ကာရွက်ကိုခုနကျွန်တော်ပြောလို့ရေဝက်လေးနဲ့တုပ်လိုက်ရင်လည်းရပါတယ်ဗျာနော်အဲ့ဒါပြန်တတ်ပါပြီဗျာနော်ဒါပြအောင်စကားလေးကိုပြန်တတ်ပါပြီပြန်တတ်ပြီးတော့မှကျွန်တော်အတွင်းပိုင်းတန့်ရှင်းရေးလေးတွေဆက်ပြီးတော့လောက်မှာဖြစ်ပါတယ်နော်ပန်ကာရွက်တို့နောက်တစ်ခါအောက်မှာအနေတွေထိုင်းနေတဲ့ဟာပေါ့နော်နောက်တစ်ခါကျွန်တော်တို့အောက်ကဒီရေထုတ်တဲ့အပေါက်ပါတယ်နော်အဲ့ဒါလေးရလဲကျွန်တော်တို့ဥပမာတပတ်တစ်ခါလောက်ပေါ့နော်တပတ်တစ်ခါလောက်ကိုရေကိုဖောက်ထုတ်ပြီးတော့အနေတွေမကြံ့ရအောင်ပေါ့နော်အဲ့အမျိုးလေးရလဲတပတ်တစ်ခါလောက်ရေတွေဖောက်ထုတ်သင့်ပါတယ်လို့နော်ဒီဆေးတာကတော့ပြားအောင်စကားတွေအတွင်းပိုင်းတန့်ရှင်းရေးကတော့တစ်နှစ်တစ်ခါလောက်ဆိုရင်အဆင်ပြေပါတယ်နော်ကဲဒါပြားအောင်စကားလေးနဲ့နောက်ကကာဘာလေးကျွန်တော် join ပြီးပါပြီဒါလေးပြန်မတက်ခင်ပြီးရင်ကျွန်တော်တို့ဒီကြံတဲ့တန့်ရှင်းရေးပိုင်းလေးကိုကျွန်တော်နောက်ရက်မှာဆက်ပြီးတော့မျှဝေပေးပါမယ်နော်ကဲအားလုံးအဆင်ပြေကြပါစေခင်ဗျာ